မင်္ဂလာပါရှင်နေကောင်းကြရလားကျမကပြီးပါပါဒီနေ့ April 19 ရက်နေ့အတွက်လူမှုပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့သတင်းစကားတွေကိုချိန်နဲ့တပြေးညီနားဆင်နိုင်ဖို့ Thailand Press Daily Podcast အစီအစဉ်ရောက်ရှိလို့လာပါပြီကျမတို့ရဲ့အစီအစဉ်လေးကိုနှစ်သက်တဲ့ဆိုရင်သတင်းထူးတွေကိုလက်မလွတ်ရအောင်အခုပဲ Subscribe လုပ်ထားကြဖို့တိုက်တွန်းပါဆိုရှင်ဒီနေ့ညနားဆင်ကြရမယ့်သတင်းတွေကတော့ဒေါအောင်ဆန်းစုကြည်ပြည်တိုင်ရှော့ပေါ်ပြီးသမရဦးဝင်းမြင့်ပြန်လည်လွတ်မြောက်လာတဲ့သတင်းမြစ်တကူလွတ်ငင်းချမ်းသာခွန်မှာနိုင်ငံရေးကျွန်းသားပါဝင်မှုအလွန်နှဲပါနေတဲ့သတင်းထောင်ဒဏ်တသက်တကျွန်းချမှတ်ခံထားရတဲ့မှတ်တမ်းရုပ်ရှင်ရိုက်ကူသူမရှင်ဒေဝီလွတ်မြောက်လာတဲ့သတင်းနဲ့အီရန်စစ်ကောင်တွေကိုအမေရိကန်ရေတပ်ကစတင်ပိတ်ဆို့ပြီးဖိအားပေးလာတဲ့သတင်းတွေကိုတင်ဆက်ပေးပါဖို့ရှိနေပါတယ်ရှင်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်သောအောင်ဆန်းစုကြည်ရဲ့ပြစ်ဒဏ်ချို့ကိုစစ်ကောင်စီကရော့ပေါ်ပေးလိုက်ပြီးနိုင်ငံတော်သမ္မတဦးဝင်းမြင့်ကတော့ဒီကနေ့မှပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။နှစ်တကူထိမ်မှလွတ်ငင်းချမ်းသာခွင့်အရာအသက်80အရွယ်ရှိပြီဖြစ်တဲ့သောအောင်ဆန်းစုကြည်ရဲ့ကြောက်ခံနေရတဲ့ထောင်ဒဏ်28နှစ်ထဲက6ပုံတပုံခန့်ဖြစ်တဲ့ထောင်ဒဏ်4နှစ်ခွဲကိုရှော့ပေါ်ပေးလိုက်တာဖြစ်တယ်လို့သူ့ရဲ့ရှေ့နေတွေကိုကိုကာပြီး Writer သတင်းဌာနကဖော်ပြထားပါတယ်။ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်အနေနဲ့ကြန့်ရှိနေတဲ့ပြည်တံတွေကိုနေအိမ်အကျယ်ချုပ်နဲ့နေထိုင်ခွင့်ရမလားဆိုတာကတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ဒေါအောင်ဆန်းစုကြည်ဟာ2021ခုနှစ်အာဏာသိမ်းပြီးချိန်ကစလို့အာဂတိမှုစူပူလှုပ်ဆော်မှုအပါအဝင်အမှုပေါင်းများစွာနဲ့စုစုပေါင်းထောင်ဒဏ်35နှစ်ချမှတ်ခံရသူဖြစ်ပြီးနောက်ပိုင်းမှာပြည်တံရှော့ပေါ်မှုတွေအရထောင်ဒဏ်28နှစ်အထိတတ်မှတ်ခံရသူဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲနိုင်ငံတော်သမ္မတဦးဝင်းမြင့်ကတော့နေအိမ်ကိုပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်းစာရေးဆရာထင်လင်းဦးရဲ့လူမှုကွန်ရက်ကသင်တရှိရပါတယ်။စစ်ကောင်စီကသမ္မတဦးဝင်းမြင့်ကိုရာဇဝတ်ကျင့်ထုံးဥပဒေပုံမှန်400အရာနောက်တစ်ချိန်ပြမှုကျူးလွန်လင်ကြာရှိနေတဲ့ပြည်တံတွေကိုပါဆက်လက်ကြခံရမယ်ဆိုတဲ့စီကံချက်နဲ့လွတ်ပေးခဲ့တာဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး NLD ဗဟိုအလုပ်မှုဆောင်ဖွဲ့ဝင်ဒေါက်တာမျိုးညင်းကတော့သမရကြီးဟာတူကိုယ်တိုင်ပြမှုကျွလွန်ထားခြင်းမရှိတဲ့အတွက်အဆိုပါပုံမှန်400ခံဝင်ချက်ကိုလက်မှတ်ထိုးဖို့ညှင်းဆန်ခဲ့ပေမဲ့စစ်ကောင်စီဘက်ကတော့ခံဝင်ချက်ကိုဖတ်ပြပြီးပြန်လွတ်ပေးခဲ့တာဖြစ်တယ်လို့အတည်ပြုပြောကြားထားပါတယ်။လက်ရှိမှာသမရဦးဝင်းမြင့်ဟာကျမရေကောင်းမွန်လည်းရှိတယ်လို့သိရပါတယ်။သမရကြီးဟာအာဏာသိမ်းတဲ့နေ့ကရာထူးကနေနှုတ်ထွက်ပေးဖို့ဖိအားပေးတာကိုညှင်းဆန်ခဲ့သူဖြစ်ပြီးအမှုပေါင်း8မှုနဲ့ထောင်ဒဏ်14နှစ်ကနေ10နှစ်အထိရှော့ပေါ်တမတ်ခံရသူဖြစ်ပါတယ်။အတမင်ကပုဂ္ဂိုလ်ရောသမရကြီးကိုပါသူတို့ပေါ်ဆွဲဆိုထားတဲ့အမှုတွေနဲ့ပတ်သက်ပြီးပြမှုကျွလွန်ခြင်းမရှိတဲ့အတွက်အပြစ်မရှိကြောင်းတဲ့ခွင့်မှာထွက်ဆိုခဲ့ကြတာလည်းဖြစ်ပါတယ်။ဆလပီနားဆင်ရမယ့်တဲ့တင်ကတော့မြန်မာနှစ်တကူထိမ်မှတ်ပြစ်စစ်ကောင်စီကပြုလုပ်တဲ့အကျဉ်းတန်းလုံငင်းစံတာခွင့်မှာတလိုင်းရင်းနဲ့ဆက်နွယ်နေတဲ့နိုင်ငံရေးကျင်းသားတွေပါဝင်မှုအလွန်နှဲပါနေတယ်လို့သိရပါတယ်။အခုနှစ်လုံငင်းစံတာခွင့်မှာအကျဉ်းသားစုစုပေါင်း4300ကျော်ကိုလွတ်ပေးခဲ့ပေမဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ NLD ပါတီချုပ်ဝင်ကလွဲလို့ကျန်တဲ့နိုင်ငံရေးကျင်းသားတွေလွတ်မြောက်လာတာမျိုးမတွေ့ရတဲ့လောက်ဖြစ်နေတာပါ။မြန်မာနိုင်ငံလုံးဆိုင်ရာအကျဉ်းသားများကွန်ရက် PPNM ရဲ့ထုတ်ပြန်ချက်အရမတန်ရုပ်ရှင်ဖန်တီးသူမရှင်ဒေဝီနဲ့ပသိမ်အကျဉ်းထောင်ကနိုင်ငံရေးအကျဉ်းသားချုပ်လွတ်မြောက်လာတာကိုအတည်ပြုနိုင်သေးတယ်လို့ဆိုပါတယ်။ PPNM တာဝန်ရှိသူကိုတိုက်ထွန်းကတော့ဘိန်းနဲ့ပြည်အကျဉ်းထောင်တွေမှာနိုင်ငံရေးအကျဉ်းသားလုံးဝပါဝင်ခြင်းမရှိတယ်လို့အခြားထောင်တွေမှာလည်းတဦးစနှစ်ဦးစတာပါဝင်တာကြောင့် NLD အစိုးရလက်ထက်ကလို့နိုင်ငံရေးအကျဉ်းသားများပြလွတ်မြောက်လာတာမျိုးမဟုတ်ဘူးလို့ပြောပါတယ်။ဒါပြင်စကိုင်းတိုင်းကလေးမျိုးနယ်ကျင်းထောင်မှာတော့နိုင်ငံရေးကျင်းသား23ဦးလွတ်မြောက်လာပေမဲ့အများစုကတော့ဆက်လက်ချုံနှောင်ခံထားရဆဲဖြစ်ပါတယ်။လက်ရှိမှာတော့ရန်ကုန်မန္တလေးနဲ့ပဲခူးဒေသမှာဗဟိုကျင်းထောင်တွေရဲ့အခြေအနေကိုလူခွင့်ရေးအဖွဲ့ကဆက်လက်စောင့်ကြည့်နေကြပါတယ်။စစ်ကောင်စီရဲ့နေတကူလုံငင်းချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာသူတွေထဲမှာထောင်ဝင်တက်တဲ့ကျွန်းချမှတ်ခံထားရတဲ့နမဲကြီးမတ်တန်ရုပ်ရှင်ရိုက်ကူသူရှင်ဒေဝီလည်းပါဝင်လာပါတယ်။ရှင်ဒေဝီဟာဒီကနေ့ April 19 ရက်နေ့မှာအင်းစိန်ကျွန်းတော်ကနေပြန်လည်လွတ်မြောက်လာတာဖြစ်ကြောင်း PPNM ကအတည်ပြုထားပါတယ်။သူဟာပြီးခဲ့တဲ့2023ခုနှစ်အောက်တိုဘာလအတွင်းကရန်ကုန်မြို့အောင်မင်္ဂလာဝေးပြေးဝင်းမှာရက်ကူရေးဒရုန်းတွားရောက်ထုတ်ယူစဉ်ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီးအကြမ်းဖက်မှုတိုက်ဖြတ်ရေးဥပဒေပုံမှန်တွေနဲ့အင်းစိန်ထောင်တွင်စစ်ခုံရုံးကနေထောင်ဒဏ်တစ်ကျွန်းပြင်းပြင်းထန်ထန်ချမှတ်ခံထားရသူဖြစ်ပါတယ်။အသက်50အရွယ်ရှိပြီဖြစ်တဲ့ရှင်ဒေဝီဟာဖမ်းဆီးခံရစဉ်တွင်စစ်ကြောရေးမှာနှစ်ပတ်ကြာရဲနဲ့စစ်ဆေးတာတွေကိုခံခဲ့ရတယ်လို့သိရပါတယ်။
သူဟာ1988ခုနှစ်အရေးတော်ပုံကာလကလေးကဆက်နာရှင်စနစ်ကိုစန့်ကျင်ခဲ့တာဖြစ်တယ်လို့2009ခုနှစ်ရွှေဝါရင်တော်လိုင်းရင်အပါဝင်မြန်မာနိုင်ငံရဲ့အချိုးအကွေ့တွေကိုမှတ်တမ်းရုပ်ရှင်တွေအဖြစ်ဖန်တီးပြီးနိုင်ငံတကာအဆင့်ထိတင်ပြနိုင်ခဲ့တဲ့ထင်ရှားတဲ့အမျိုးသမီးတင်ထောင်နဲ့မှတ်တမ်းရုပ်ရှင်ဒရိုက်တာတူလည်းဖြစ်ပါတယ်ပါရှန်ပင်လယ်ကွေ့နဲ့အိုမန်ပင်လယ်ကွေ့အတွင်းရှိအီရန်စစ်ကောင်တွေကိုအမေရိကန်ရေတပ်ကစတင်ပိတ်ဆို့လိုက်ပြီး24နာရီကျော်အတွင်းမှာတင်မော73စီးကိုပြန်လှည့်သွားခိုင်းခဲ့တယ်လို့ပင်တဂွန်စစ်ဌာနချုပ်ကကြာသပတေးနေ့မှာထုတ်ပြန်လိုက်ပါတယ်။အီရန်ဆိုရအနေနဲ့ပြစ်ခတ်ရဲစရေးတဘောတူညီချက်တိုင်းဟောမတ်ကျွေလက်ကြောကိုပြန်လည်ဖွင့်လှစ်ပေးခြင်းမရှိတဲ့အပေါ်သမ္မတဒေါ်နယ်ထရန့်ကမကြေမနက်ဖြစ်ပြီးအီရန်စစ်ကောင်တွေကိုပိတ်ဆို့ဖို့ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာကြေညာခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့စနေတနင်္ဂနွေနေ့ကပြုလုပ်ခဲ့တဲ့အမေရိကန်အီရန်ငြိမ်းချမ်းရေးဆွေးနွေးပွဲပထမအကြော့ပြတ်ပြားသွားပြီးနောက်မှာအမေရိကန်ဘက်ကခုလိုဖိအားပေးမှုတွေစတင်လှုံ့ဆော်လာတာပါ။ဒီလှုံ့ဆော်ချက်နဲ့ပတ်သက်ပြီးပူတွဲစစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဋ္ဌတန်ကိန်းကအမေရိကန်အနေနဲ့ဟောမတ်စ်ရေလက်ကြားတစ်ခုလုံးကိုပိတ်ဆို့တာမျိုးမဟုတ်ပဲအီရန်စစ်ကမ်းတွေနဲ့ကန်ယူဒန်တွေကိုဒါပိတ်ဆို့တာဖြစ်တယ်လို့သတင်းစာရှင်းလင်းပွဲမှာရှင်းလင်းပြောကြားခဲ့ပါတယ်။ဒါပေမဲ့အီရန်စစ်ကမ်းတွေကိုဥတီမက်ဒါမှမဟုတ်အီရန်စစ်ကမ်းကနေထွက်ခွာလာမဲ့ဘယ်နိုင်ငံကတင်မောမဆိုပိတ်ဆို့သွားမှာဖြစ်တယ်လို့အီရန်အလံတင်ထားတဲ့တင်မောတွေနဲ့အီရန်ကိုထောက်ပံ့ပေးဖို့ကြိုးပမ်းနေတဲ့အမောင်တင်မောစုတွေကိုလည်းလိုက်လံတားဆီးသွားမယ်လို့ဆိုပါတယ်။လက်ရှိမှာတော့အမေရိကန်ရေတပ်ဟာချစ်ကလာတဲ့တင်မောတွေကိုတတိပေးချက်နဲ့ထုတ်ပြန်နေပြီးပိတ်ဆို့မှုကိုချိုးဖောက်ဖို့စ조사ရင်တင်မောပေါ်တက်ရောက်စစ်ဆေးတာတွေတိတ်စီးတာတွေလှုပ်ဆောင်သွားမှာဖြစ်တယ်လို့မလိုက်နာဘူးဆိုရင်တော့အင်အားသုံးဖြစ်ရှင်းတွားမယ်လို့လည်းပြင်းပြင်းထန်ထန်တတိပေးထားပါတယ်။အမေရိကန်ဘက်ကခုလိုစစ်ရေးရဖိအားပေးနေပေမဲ့လည်းပြီးခဲ့တဲ့ဖေဖော်ဝါရီလကလေးကစတင်ခဲ့တဲ့စစ်ပွဲကိုတန်တမန်နီလန်နဲ့အဆုံးသတ်နိုင်ဖို့မျှော်လင့်ထားဆဲဖြစ်တယ်လို့လည်းရိပ်ရံပြသထားပါတယ်။အခုတင်ဆက်ပေးခဲ့တာကတော့ဒီနေ့တော့ Thailand Press ရဲ့သတင်းစကားတွေပဲဖြစ်ပါတယ်။အဆုံးထိနားဆင်ပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်။ဒီနေ့တင်ဆက်ပေးခဲ့တဲ့သတင်းနဲ့ပတ်သက်ပြီးလူကြီးမင်းတို့ရဲ့ထင်မြင်စချက်တွေကိုလည်းအောက်က comment box မှာလွတ်လပ်စွာဆွေးနွေးပေးခဲ့ကြပါအောင်ရှင်။